လူတို့ဤကာမိဆန္ဒလူတွေရဲ့တဏ္ဍာမှာဖြစ်ပေါ်လေးရှိတဲ့ကာမိဆန္ဒအကြောင်းနဲ့ပတ်သက်ပြီးဒီကနေ့ဟောပြောမှာဖြစ်တယ်လူတိုင်းနဲ့သက်ဆိုင်တဲ့ဒီကာမိဆန္ဒဆိုတဲ့သဘာဝတရားတစ်ခုအနာဂတ်မဖြစ်မချင်းဟောဒီကာမိဆန္ဒဆိုတာလူတိုင်းရဲ့တဏ္ဍာမှာဖြစ်တယ်အရိယပုဂ္ဂိုလ်တွေမှာလည်းသောတာပန်တို့သဂရဂံတို့ဟာကာမိဆန္ဒမကင်းသေးဘူးပုရုဇဉ်တွေမှာတော့အကျဉ်းများစွာဖြစ်လို့ဒီကာမိဆန္ဒတရားရဲ့လွှမ်းမိုးချုပ်ကိုင်မှုကိုလောကကြီးတစ်လောကလုံးမှာရှိတဲ့တရားတွေအားလုံးဟာကာမိဆန္ဒရဲ့လွှမ်းမိုးမှုအောက်ရောက်ရှိပြီးတော့ကာမိဆန္ဒရဲ့ခြေကျွံတဲ့ဖွယ်ဖြစ်ပြီးတော့နေကြရတယ်ဆိုတာဒီကာမိဆန္ဒဟာဘာကြောင့်လူတွေရဲ့တဏ္ဍာမှာဖြစ်ပေါ်လာတယ်လဲလူတွေကောင်းကျိုးပေးဖို့အတွက်ဖြစ်ပေါ်လာတာလားသို့မဟုတ်လူတွေဒုက္ခရောက်ဖို့ဖြစ်လာတာလားဆိုတာဘုရားမြတ်စွာရဲ့ဒေသနာတော်နဲ့ညှိနှိုင်းပြီးတော့မိမိဘဝနဲ့လက်တွေ့ဆက်ဟပ်ပြီးတော့စဉ်းစားဆင်ခြင်သုံးသပ်ကြဖို့ပေါ့ကာမိဆန္ဒလို့ဆိုတာကာမဆိုတာလူချင်းစရာအာယုံကိုကာမလို့ခေါ်တယ်ဒီနေရာမှာလူချင်းစရာအာယုံนี่လူချင်းစရာအာယုံဆိုဒီမှာမျက်စိကမြင်ရတဲ့အစင်းလူချင်းစရာကောင်းတဲ့နှစ်သက်စရာကောင်းတဲ့မျက်နှာဝဲကောင်းတဲ့အစင်းအာယုံနားနဲ့ကြားရတဲ့နှစ်သက်စရာမျက်နှာစရာကောင်းတဲ့အသံအာယုံနှာခေါင်းနဲ့နမ်းရှူရတဲ့မျက်နှာစရာနှစ်သက်စရာကောင်းတဲ့အနတ်အာယုံလျှာနဲ့လက်ရရတဲ့မျက်နှာစရာနှစ်သက်စရာကောင်းတဲ့ရတအာယုံနဲ့ခန္ဓာကိုယ်နဲ့ထိတွေ့လို့ရတယ်မျက်နှာနှစ်သက်စရာကောင်းတဲ့ဖုဒ္ဓဘာအာယုံလို့ဆိုတယ်ဒီအာယုံတွေဟာလူတွေရဲ့စိတ်မှာခုံမင်မျက်နှာဘွယ်ဖြစ်သောကြောင့်မြတ်စွာဘုရားကကာမလို့ဆိုတဲ့စကားလုံးကိုသုံးလိုက်တာကာမအဲ့ဒီကာမလို့ဆိုတဲ့နှစ်သက်စရာအာယုန်ဒီပေါ်မှာနှစ်သက်တွေ့တာနေတဲ့တဏှာကိုဒီနေရာမှာဆန္ဒဆိုတဲ့အမည်နာမနဲ့သုံးထားတယ်ဆန္ဒလို့ဆိုပေမဲ့လို့အဘိဓမ္မာတွေတဲမှာပါတဲ့ကုသိုလ်နဲ့ပတ်သက်တဲ့ဆန္ဒအကုသိုလ်နဲ့ပတ်သက်တဲ့ဆန္ဒလို့ဆန္ဒအမျိုးမျိုးရှိတဲ့ထဲမှာဒီနေရာမှာဆန္ဒလို့ဆိုတာရာဂကိုဥတည်ပြီးတော့ပြောတာဖြစ်တယ်နှစ်သက်စရာအာယုန်တွေကိုတွေ့တာနေတဲ့လူချင်းတတ်မဲ့တဲ့တဏှာကိုပဲကာမိဆန္ဒဒီကာမိဆန္ဒကိုပဲယမယံခအဘိဇ္ဇာလို့ဒီမဟာသတိပဋ္ဌာန်သုတ်မှာဆိုရင်ဝိနည်းလောကေအဘိဇ္ဇာဒေါမနတံဆိုပြီးအဘိဇ္ဇာဆိုတဲ့နာမည်နဲ့သုံးတာရှိထို့သုတ်တန်တွေမှာလည်းအဘိဇ္ဇာဝိသမလောဘလို့ဆိုပြီးတော့အဘိဇ္ဇာနဲ့ဝိသမလောဘလို့ဒီကာမိဆန္ဒကိုရည်ရွယ်ပြီးတော့သုံးတဲ့စကားလုံးတွေကာမိဆန္ဒဆိုတဲ့စကားလုံးဟာနော်နှစ်သက်စရာမျက်နှာစရာလိုချင်စရာအာယုန်တွေကိုလိုချင်နေတဲ့တဏှာလောဘဒါကိုကာမိဆန္ဒလို့ခေါ်တယ်လူတိုင်းရဲ့တဏ္ဍာမှာကာမိဆန္ဒဆိုတာဖြစ်ပေါ်လာထို့သောဖြစ်ပေါ်လာတော့လေအကြောင်းမဲ့ဖြစ်တာတော့မဟုတ်ဘူးအကြောင်းရှိတယ်အကြောင်းမဲ့ဖြစ်တဲ့အရာမရှိဘူးဒါကြောင့်မို့ဘာကြောင့်ဖြစ်တယ်ဆိုတာလည်းသိဖို့လိုတယ်ပေါ့အဲ့ဒါမသိခင်ကာမိဆန္ဒဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကိုရှင်းဥစွာမှတ်သားထားထိုစကားလုံးရဲ့စင်ပွားအဓိပ္ပာယ်တွေအနေနဲ့ဗာပြောလို့ဆိုကာမိဆန္ဒောဆိုတာကာမရာဂကာမဂုဏ်ပေါ်မှာကာမအာယုန်တွေပေါ်မှာတွေ့တာတယ်နှစ်သက်တယ်ကာမနန္ဒီကာမဂုဏ်တွေကိုမျက်နှိုးတယ်ကာမအာယုန်ပေါ်မှာမျက်နှိုးတယ်ကာမပရိလဟမျက်နှိုးတွေ့တာမှုကိုအကြောင်းပြုပြီးလူတွေရဲ့ရင်ထဲစိတ်နှလုံးထဲမှာပူလောင်စေတတ်တယ်ဒီလိုဆိုအဲ့တော့ပြောရမယ်ဆိုရင်တဏှာတို့လောဘတို့ရာဂတို့လူတွေရဲ့တဏှာမှာဖြစ်တဲ့ကာမဂုဏ်အာယုန်တွေပေါ်မှာမျက်နှိုးတွေ့တာတဲ့တဏှာလောဘလူချင်းမှုတွေတွေ့တာမှုတွေတတ်မဲ့မှုတွေ
အာလုံးကိုခြုံငုံပြီးတော့ဒီနေရာမှာကာမိဆန္ဒလို့ဒီလိုခေါ်လိုက်တာအဲ့တော့ကာမိဆန္ဒဆိုတာလူတွေရဲ့တဏ္ဍာမှာဖြစ်လာတဲ့အချုပ်အပြင်ပြောမယ်ဆိုရင်တဏှာလောဘရာဂကိုခေါ်တယ်လို့အဲ့ဒီတဏှာလောဘရာဂကလည်းပဲဒီနေရာမှာနှစ်သက်เสียကောင်းတဲ့အာယုန်တွေကိုလိုချင်မှုတွေ့တာမှုနှစ်သက်မှုကိုသာလဲကာမိဆန္ဒလို့ဒီလိုဆိုတာပေါ့အဲ့ဒီကာမိဆန္ဒဆိုတဲ့လောဘဆိုတဲ့တရားဟာသူ့အလိုလျောက်ဖြစ်လာသလားလို့ဆိုတော့မဟုတ်ဘူးအကြောင်းရှိတယ်အဲ့ဒီအကြောင်းကိုအဓိကအကြောင်းနေနဲ့မြတ်စွာဘုရားကဒေသနာတော်မှာဘယ်လိုဟောတယ်လဲလို့ဆိုလို့ရှိရင်နာဘိက္ခွေအညာဧကဓမ္မံပိသမနုပတ္တာမိယေနအနုပ္ပန္နောဝါကာမိသန္တောဥပ္ပစ္စတိဥပ္ပန္နောဝါကာမိသန္တောဘေယောဘာဝါယဝိပုံလာယတံဝတ္တတိယထေယိတံဘိက္ခွေသူဘနိမိတ်တံလို့ဆိုလိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်အလှအပအာယုံသူဘနိမိတ်တဆိုတာအလှအပအာယုံအလှပအာယုံဆိုတဲ့အကြောင်းတရားဟာတဲ့မဖြစ်သေးတဲ့ကာမိဆန္ဒတွေကိုဖြစ်ပေါ်စေပြီးတော့ဖြစ်ပြီးတဲ့ကာမိဆန္ဒတွေကိုပို့ပြီးတော့တိုးတက်များပြားစေနိုင်တယ်အဲ့ဒီအလှပအာယုံမှတပါးကာမိဆန္ဒမဖြစ်သေးတာတွေကိုဖြစ်စေပြီးဖြစ်ပြီးသားကိုတိုးတက်များတဲ့တခြားအကြောင်းတရားကိုငါမမြင်ဘူးဒီအလှပအာယုံပေါ့အကြောင်းပြုပြီးတော့ဒီကာမိဆန္ဒဆိုတာဖြစ်ရတယ်ဒါကကာမိဆန္ဒဖြစ်ပေါ်ခြင်းအကြောင်းတရားအလှအပဟုတ်ပြီအလှအပရှိတိုင်းကာမိဆန္ဒဖြစ်ရောလားဆိုတော့မြတ်စွာဘုရားရှင်းတယ်အတုပနိမိတ်တံသူပနိမိတ်တံအာယောနိသောမနတိကရောတောအလှပကိုမမမကန်မမယွင်ယွင်နှလုံးသွင်းမယ်ဆိုလို့ရှိရင်တဲ့မဖြစ်သေးတဲ့ကာမိဆန္ဒတွေဖြစ်လာလိမ့်မယ်ဖြစ်ပြီးသားကာမိဆန္ဒတွေပို့ပြီးတော့များပြားလာလိမ့်မယ်အဲ့တော့ကာမိဆန္ဒကိုဖြစ်စေတတ်တဲ့အရာဆိုတာဟာအလှပအာယုံကိုဆိုလိုတယ်ပေါ့သို့တော့အလှပအာယုံရှိုံနဲ့ကာမိဆန္ဒဖြစ်သလားလို့ဆိုမဖြစ်ဘူးအလှပအာယုံနဲ့ကြုံတိုင်းကာမိဆန္ဒမဖြစ်ဘူးဒါကြောင့်မို့သူဘနိမိတ်တံအာယောနိသောမနတိကရောတောမိမိရဲ့နှလုံးသွင်းဆင်ခြင်မှုမှားယွင်းမှုကလည်းအတွင်းအကြောင်းတစ်ခုပဲအလှပအာယုန်နဲ့တွေ့တိုင်းကာမိဆန္ဒမဖြစ်ဘူးလို့ဆိုလိုတယ်အဲ့ဒီအလှပအာယုန်ပေါ်မှာလိမ္မာပန်းတဲ့မှန်ကန်တဲ့အတွေးကိုတွေးနိုင်မယ်မှန်ကန်တဲ့အမြင်နဲ့မြင်မယ်ဆိုရင်တော့ကာမိဆန္ဒမဖြစ်ဘူးလို့ဆိုနိုင်သို့တော့အာယောနိသောမနတိကတော့မှန်မှန်ကန်ကန်နှလုံးမသွင်းတတ်ဘူးမှန်မှန်၍နှလုံးသွင်းမယ်ဆိုရင်ကာမိဆန္ဒတွေဖြစ်လာလိမ့်မယ်ဒီလိုဆိုအဲ့တော့အလှပအာယုံဆိုတာလောကမှာမျက်စိနဲ့မြင်ရလို့နှစ်သက်စရာကောင်းတဲ့အလှပတွေနားနဲ့ကြားရတဲ့တာယာပွဲအတန်တွေနှာခေါင်းနဲ့နမ်းရှူရတဲ့မွှေးကြိုင်တဲ့အနံ့တွေလျှာနဲ့လျက်ရတဲ့ကောင်းမွန်တဲ့အရာတွေခန္ဓာကိုယ်နဲ့ထိတွေ့ရထိတွေ့ခံစားလို့နော်စိတ်ရှိတဲ့အရာမျိုးတွေအထိအတွေ့ဒါတွေဟာသူဘနိမိတ်တာလို့ခေါ်တယ်အလှအပတွေပဲဖြစ်တယ်လောကမှာအလှအပဆိုတာအဲ့ဒီအလှအပတွေအလှအပတိုင်းအလှပမှန်လို့ရှိရင်အပြင်မှာအကြောင်းတရားတစ်ခုအနေနဲ့လူတွေရဲ့တဏ္ဍာမှာတွေ့တာမှုတွေလိုချင်မှုတွေမျက်နှိုးမှုတွေခင်မင်မှုတွေဆိုတဲ့ဒီတဏှာလောဘတွေကိုဖြစ်စေတတ်တယ်ဒီလိုဆိုတာအဲ့တော့အလှပတတ်တဲ့နဲ့ရတော့ကာမိဆန္ဒမဖြစ်ဘူးမြတ်စွာဘုရားမှာလည်းမျက်လုံးရှိတယ်ယဟန္တာပုဂ္ဂိုလ်တွေမှာလည်းမျက်လုံးရှိတယ်နားရှိတယ်နှာခေါင်းရှိတယ်လျှာရှိတယ်ခန္ဓာကိုယ်ရှိကြစဉ်းစားကြည့်နော်မြတ်စွာဘုရားလည်းမျက်စိရှိလို့မြင်ရတာမြင်တဲ့ထဲမှာ